Hi, do you know why we say a verb is the king of a sentence? English ama verb sura sajang tajang ye bayin lo balu tamachale. My name is Helen. Let's talk about verbs. Why is it the king? And what are 6 types of verb that we need to know first? ဒီနေ့ဘာလို့ verb ကဘယင်ဖြစ်ရတာလဲပြီးတော့စာကြောင်းတွေမလေ့လာခင်မှာတည်တဲ့ verb 6မျိုးအကြောင်းကိုကြည့်ရအောင် So we all know that the king is powerful. The king can give us order just one word. And if the king makes changes, everything changes. In English, we study about grammar and it's all about verb changes. We have to talk about tenses and clauses. It's all about changing the verbs. That's why verb is very important. If we make changes in the verbs, the meaning of our sentences change as well. That's why the verb acts like the king in a sentence. So English ama verb ကဘယင်လိုပဲအရင်အာနာကြီးတယ် order လေးပြီးလို့ရတယ်ဆိုတော့စကားတစ်ခွန်းက verb တစ်လုံးတည်းနဲ့စကားတစ်ခွန်းဖြစ်တယ်ဥပမာ go run stop ဒီလိုစလုံးလေးတွေက verb တစ်လုံးတည်းနဲ့စကားတစ်ခွန်းဖြစ်သွားတယ်ဆိုတော့သူကတစ်လုံးတည်းနဲ့ရက်တည်လို့ရပြီမယ်စာကြောင်းတစ်ကြောင်းစကားတစ်ခွန်းဖွဲ့လို့ရှိရင် verb မပါဘဲနဲ့စာကြောင်းဖွဲ့လို့မရဘူးဆိုတော့သူကမပါမဖြစ်အရင်အာနာကြီးတယ်ပြီးတော့ verb ပြောင်းလဲမှုပုံမူတည်ပြီးတော့မှစာကြောင်းတစ်ကြောင်းရဲ့အဓိပ္ပာယ်ကပြောင်းလဲသွားတယ်ဥပမာအင်္ဂလိပ်စာမှာလေ့လာကြတဲ့ grammar လေ့လာတဲ့အခါမှာ tense 12မျိုးသင်ရတယ်ဒီ clause တွေသင်ရတယ်တကယ်တမ်းကအဲ tense 12မျိုးဆိုတာလေမတူတဲ့ verb 12မျိုးကိုလေ့လာရတာဖြစ်တယ်သူကအရန်ကိုအရေးကြီးဆုံးအာနာအကြီးဆုံးသူပြောင်းလဲရင်အဓိပ္ပာယ်တွေလည်းအလုံးပြောင်းလဲတယ်အဲဒါကြောင့်မလို့ verb ကိုစာကြောင်းတစ်ကြောင်းရဲ့ဘယင်လို့တင်စားသတ်မှတ်ကြတာဖြစ်တယ် So now we know that we cannot make sentences without verbs. That's why it's very important to understand types of verbs before we make sentences. Now, of course, when verb မပါဘဲစာကြောင်းဖွဲ့လို့မရတာတည်သွားပြီဆိုတော့စာကြောင်းတွေမဖွဲ့ခင်မှာ verb ရဲ့အမျိုးအစားတွေအရင်ဆုံးသိဖို့ကအရင်အရေးကြီးတယ် And today it's just gonna be simple and easy because we are not going to make sentences. We are not going to talk about how to use verbs. We are just gonna look at the 6 types of verb. So that we can be ready when we are going to make sentences เนาะဒီနေ့ကြည့်ရမှာကဒီစာကြောင်းတွေဖွင့်มาလည်းမဟုတ်ဘူးဒီ verb တွေဘယ်လိုသုံးရမလဲဆိုတော့ verb ရဲ့3ပုံ3နည်းကိုလည်းပြောမှာမဟုတ်ဘူးဒီ verb လို့ပြောလို့ရှိရင်တည်တင်တဲ့အမျိုးအစား6ခုပဲအရင်ဆုံးကြည့်မယ် And number 1 is a group of a verb to be So verb to be am is are was were and also beဒီ verb to be ကတော့လူတိုင်းကြားဖို့ရယ်ဒါပေမဲ့အခက်လဲတော်တော်လေးတွေးကြတဲ့ဟာပေါ့နော်ဆိုတော့ verb to be လို့ပြောလို့ရှိရင်မှတ်ထားရမှာက am is are present tense was were ဒါ past tense ပြီးတော့ be ဆိုတဲ့စကားလုံးကိုလည်းထပ်မှတ်စေချင်တယ်အဲဆိုရင်ကျောင်းသားတော်တော်များများကြုံဖို့ရယ် verb to be ဆိုရင် am is are was were သိတယ်ဒါပေမဲ့ be ဆိုတဲ့စကားလုံးကိုပြန်မမှတ်ထားတဲ့အခါကျတော့ verb to be သုံးရမယ်လို့ပြောလို့ရှိရင်ဒီ6ခုဒီ am is are was were be ဒီ6ခုထဲကတစ်ခုခုသုံးပြရမှာဒါ subject ပုံမူတည်ရမှာပေါ့နော် I ဆိုရင် am သုံးပြရမယ် you ဆိုရင် are သုံးပြရမယ် he she it ဆိုရင် is ဆိုတော့ subject ပုံမူတည်ပြီးတော့မှဒီ6ခုထဲကတစ်ခုခုသုံးပြရတာ verb to be ဆိုရင်ဒါပေမဲ့ကိုအ be သုံးရမယ့်အချိန်ကြလို့ရှိရင်ကျက am is are was were ဆိုတာကိုပဲမှတ်ထားပြီးတော့မှဒီ be be ဆိုတဲ့စကားလုံးကိုမမှတ်ထားတဲ့အခါကျရင်အဲ့မှာလည်းပို့ပြီးတော့မှအခက်တွေ့ကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ verb to be လို့ပြောလို့ရှိရင်သူရဲ့ be ဆိုတဲ့စကားလုံးရဲ့ am is are was were ဒီ6လုံးကိုမှတ်ထားပြီးဖို့လိုအပ်တယ် So the first one is a group of verb to be with these 6 simple words and number 2 is a group of verb to have has have and had simple right so verb to have မှာတော့ဒီစလုံးသုံးလုံး has have ရဲ့ had has နဲ့ have က present tense had ကတော့ past tense ဒီသုံးလုံးပဲရှိတယ် so verb to have မှာ has have had and number 3 is also easy verb to do does and did do and does present tense did is a past tense the verb to do ကလည်းခုန number 2 လို့ပဲသုံးလုံးပဲပေါ့နော် do does and did so verb to do verb to have ကလွယ်လွယ်လေးပဲဒီသုံးလုံးပဲရှိတယ်ပေါ့နော် and number 4 is models verbs are like can could will would shall should may might must the model verbs တွေလည်းရင်းနှီးပြီးသားဖြစ်တယ် so far from number 1 to 4 pretty simple I know everybody knows it right verb to be verb to have verb to do and models
So what will be the last two types of verbs? Number 5 is action verbs. Actions verbs are all that we do each and every day. Go, sleep, eat, jump, dance, work. And most verbs are action verbs. Action verbs ကတော့ action ဆိုတဲ့အတိုင်းပဲလှုပ်ရှားသွားလာနေ့တိုင်းလှုပ်ဆောင်သမျှအားလုံးက action verbs ဆိုတော့အင်္ဂလိပ်စာမှာ verb တော်တော်များများ verb အများစုက action verbs ပေါ့နော်ဆိုတော့နေ့တိုင်းဒီသွားတယ်စားတယ်အိတ်တယ်ကတယ်ပြေးတယ်ဒါတွေအားလုံးက action verbs တွေဒါ action ပါတဲ့ verbs တွေအားလုံးပေါ့နော်ဆိုတော့ဒါ verb အများစုက action verbs တွေဖြစ်တယ် So what will be the last one? The last one, number 6, is the opposite of action verbs. Can you guess? Opposite of action verbs. So now song got the action verb yet opposite one. So number 6, which is the opposite of action verb, is called stative verbs. Stative verbs are things like a state of being or something that we have to do with our mind or our feelings, our opinions. So the stative verbs are a state of verb ပေါ့နော်ဒီ being ဖြစ်တည်မှုဒါမှမဟုတ်ဒီစိတ်ထဲကနေအတွေ့ခံယူချက်တွေခံစားချက်တွေပေါ်ပြတဲ့ verb တွေဒါ action ခုနလိုလှုပ်ရှားတဲ့ action မျိုးမပါဘူးဆိုတော့သူက action verbs နဲ့ပြောင်းပြန်ပေါ့နော် For example like need seem know understand agree disagree သဘောတူတယ်သဘောမတူဘူးနားလည်တယ်ကြိုက်တယ်မုန်းတယ်သိတယ်အဲ့ဒါတွေအားလုံးကစိတ်ကနေကိုအတွေးတွေခံစားချက်တွေကိုဖော်ပြတဲ့ verb တွေကို stative verb ဒါ action verb မဟုတ်ဘူးပေါ့နော်ဘာလို့ဒါလေးသိဖို့လို့လဲဆိုရင်နောက်ကြလို့ရှိရင်ဒီ stative verb တွေကြားလို့ရှိရင်ဘယ်လိုပုံစံသုံးလို့မရဘူးလဲဆိုတာထပ်ပြောရမှာအဲအကြောင်းမလို့ stative verb ဆိုတာကိုလည်းအခုကလေးကနေသိထားစီခြင်းနဲ့ So these are the 6 types of verb that we need to know first before we make sentences because when we start making a sentence we need to use at least one from these and at that time if we know all of these it's pretty much easier for us နောက်စာကြောင်းစဖွင့်ပြီးဆိုရင်ဒီချက်က verb တစ်ခုခုသုံးရတော့မှာဆိုတော့ဒီလို types လေးတွေသိထားလို့ရှိရင်အဲ့ချိန်ကျရင်ပြောရတာပို့ပြီးတော့မှလွယ်ကူမယ် and sometimes we will use 2 verbs in a sentence sometimes we need only one and that's another topic တခါလေကြားလို့ရှိရင်စာကြောင်းမှာ verb ကတစ်လုံးပဲလိုအပ်တယ်တခါလေကြားလို့ရှိရင် verb ကနှလုံးလိုအပ်တယ်ဆိုတော့ဘယ်လိုချိန်ကြားလို့ရှိရင် verb ကနှလုံးသုံးရမလဲဘယ်လိုချိန်ကြားလို့ရှိရင် verb တစ်လုံးပဲသုံးရမလဲဆိုတာလည်းအရင်အရေးကြီးတယ်ဆိုတော့ဒါနောက်တစ်ပတ် lesson မှာအဲ့ဒီအကြောင်းပြောရမှာဆိုတော့အဲ့ဒီမပြောခင်မှာဒီ verb 6မျိုးကိုအရင်သိဖို့လိုအပ်တယ် So like I said in the next video we will talk about helping verbs and the main verbs because when we use helping verbs we need 2 verbs in a sentence and when we don't need a helping verb just a main verb So that's another topic. Now the bajainga helping verbs and main verb ajang pyoama. And to talk about helping verbs and main verbs, you need to know these 6 types of verbs first because they are from these types. The helping verb and main verb ajang dini balu ma pyo le so helping verb and main verb sora di ko dini pyo twa de 6မျိုးထဲကပဲလာတာပေါ့နော်နောက်ထပ်သူက verbအမျိုးအစားအတိတ်မဟုတ်ဘူးဒီနေ့ပြောသွားတဲ့6မျိုးထဲကတချို့က helping verb တချို့က main verb so in these 6 types of verbs some of them are helping verb some of them are main verb and some of them can be both helping verb and main verb ဒီ6မျိုးထဲကတချို့က helping verb တချို့က main verb တချို့က helping verb ရော main verb ရောနှစ်ခုစလုံးသုံးလို့ရတဲ့ဟာရှိတယ် so Before we talk about that, you really need to remember and know these 6 types of verb. Every helping verb တွေမသွားခင်ဒီ6မျိုးကိုအရင်ဆုံးတည်တည်ချာချာလေးမှတ်မိဖို့လိုအပ်တယ်။အဲကြောင့်လို့နောက်တစ်ပတ်ဒီ helping verb နဲ့ main verb မပြောခင်မှာဒီနေ့ပြောသွားတဲ့ verb 6မျိုးကိုအရင်ဆုံးမှတ်ထားဖို့ပဲပေါ့နော်။ဘာတွေလဲဆိုတာ type လေးတွေမှတ်ထားဖို့ပဲ So don't worry in the future we will talk about each type of verb to be, how to use verb to be, how to use verb to have, models, do, and all these things. We are going to go slowly and step by step. So don't worry about that. For now, just know these 6 types of verb. Now, the coaching si verb to have, verb to be below. Don't worry about the coaching si ye a basic go. Now, jai to abi me. So di ni ka di 6မျိုးအကြောင်း verb လို့ပြောလိုက်လို့ရှိရင်တည်တဲ့ verb အမျိုးအစား6မျိုးကိုအရင်ဆုံးမှတ်ထားဖို့အရင်ဆုံးသူ့ group နဲ့သူတည်ထားရင်အဆင်ပြေပြီ so နောက်တစ်ပတ်ကျရင် helping verb နဲ့ main verb အကြောင်းလေးပြန်ပြောမယ် and I hope this video helps you thanks for subscribing this channel and sharing with your friends God bless you all I will see you in my next video happy study